အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုမှာဆိုရင် mobile application development အခုမှစပြီးတော့လုံးမဲ့သူတွေအတွက်ပေါ့နော်ဒီလေ့လာလို့ရမယ့် website လေးတွေကောင်းတဲ့ website လေးတွေကိုစုပေးထားပါတယ်ဆိုတော့ application development လို့ပြောလိုက်တယ်ဆိုရင်နှစ်ပိုင်းခွဲသွားရပေါ့နော် Android နဲ့ iOS နဲ့ Android အကြောင်းကိုပဲပြောမှာပါ iOS ကတော့မသိပါဘူးရှင်အဲ့တော့ Android ကိုစပြီးတော့လေ့လာမယ်ဆိုရင် Android ကိုဘာ language နဲ့ရေးလဲပေါ့နော် Java နဲ့ရေးရဲ Kotlin နဲ့ရေးလို့ရတယ် React နဲ့လည်းရေးလို့ရတယ် Flutter နဲ့ရေးလို့ရတယ်နောက်တစ်ခါ user interface ဆိုရင်ရ XML နဲ့ရေးရဲ JPEG Compose လည်းတုံးတယ်ပေါ့နော် Kotlin ရဲ့ JPEG Compose လည်းပဲတုံးတယ်အဲ့တော့ဒီ mobile application development ကိုစပြီးတော့လေ့လာဖို့ language ကနေစရမှာလားဆို language သိနေရင်တော့ကောင်းတာပေါ့နော်မြန်သွားလိမ့်မယ် language မသိသေးဘူး language ကိုမလေ့လာသေးဘူးဆိုရင်လည်းဘာလေ့လာလို့ရလဲဆိုတော့ဒီ Android ရဲ့အကြောင်းပေါ့နော် Android ရဲ့ operating system အကြောင်း Android ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ပုံစံပေါ့နော်အဲ့ဒီဟာကိုစပြီးတော့လေ့လာလို့ရပါတယ်နောက်တစ်ခါကိုယ့်ရဲ့ set ထဲမှာ Android project တွေစပြီးတော့လုပ်ဖို့ရ project setup ဘယ်လိုလုပ်ရလဲဒါတွေကိုအရင်ဆုံးစလေ့လာရမယ်ပေါ့နော်ဆိုတော့Android ကိုစပြီးတော့လေ့လာဖို့ဆိုရင်လာလုံးဝ official website ဆိုရင်ကြတော့ဘယ်မှာရှိလဲဆိုတော့ developer.android.com မှာရှိရပေါ့နော်သူစီမှာ training course တွေလည်းအများကြီးရှိရဒီမှာဆို beginner အတွက် course ဒီမှာဆို experience developer အတွက် course တွေပတ်ဝေးရှိပြီးသားပေါ့နော်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့သူကစာရေးအများများနေတာပေါ့နော်စာရေးများပြီးတော့ကြတော့ဗီဒီယိုနဲတယ်စာများရပေါ့နော် live လုပ်ရတာအဲ့တော့ကြတော့စာဖတ်ရတာပြင်းတဲ့လူတွေဆိုရင်ကြတော့အလေတော့လောက်မှစမလုပ်ချင်တော့ပြင်းသွားမျိုးဖြစ်တတ်တယ်ပေါ့နော်တော့ output ကိုတိတ်မမြင်ရဘူးပေါ့နော်အဲ့တော့ကြတော့နောက်တစ်ခုကကြတော့ဗီဒီယိုကဟာပေါ့နော်ဒီဟာကကြတော့ဆက်ဆက်ချင်းအခုမှစလုပ်မဲ့လူတွေအတွက်ကောင်းတယ်ပေါ့နော် तू ကတော့ theory အဓိကလို့အကြံပေးချင်ပါတယ်ပေါ့နော် तू ကကြတော့ India ကprofessor တယောက်ကတင်ထားတဲ့ဟာပေါ့နော်ဒီမှာဆိုရင်သူရဲ့ series မှာဆိုရင်ဗီဒီယို25ပုတ်ရှိရပေါ့နော်အဲ့ဗီဒီယို25ပုတ်လုံးကြည့်ကြလိုလားဆိုကို comfortable ဖြစ်တဲ့လောက်ထိကြည့်လိုက်ပေါ့နော်ညီမဆိုရင်လည်း6ခုထိပဲကြည်ရသေးတာပေါ့နော်6ခုထိပဲကြည်ရသေးတာအောက်ကဟာရောင်ဆက်မကြည်ရသေးဘူးပေါ့နော်6ခုထိမှရင်တော်တော်လေး intro ကရသွားတယ်ပေါ့နော်ဆိုသူကသူက live လောက်ပြထားတယ်တခါတည်းသူတင်ရင်းနဲ့ပေါ့နော်ဒါပေမဲ့သူလောက်ပြတဲ့ interface ကတော့လွန်ခဲ့တဲ့3 years ago อ่ะဆိုတော့နည်းနည်းလေးတော့ interface ကခုကိုသုံးနေတဲ့ interface နဲ့တော့တူချင်မှတူလိမ့်မယ်ဒါပေမဲ့သူ့ရဲ့ပြောတဲ့ theory တွေကကောင်းတယ်ပေါ့နော်beginner အတွက်အရင်ကောင်းတယ်ဘာလို့ဆိုတော့သူကလုံးဝ whiteboard သုံးပြီးတော့ whiteboard နဲ့တင်တာပေါ့နော်အဲ့ဒါကြောင့်နောက်တစ်ခုက Coursera course ပေါ့နော်သူကကြတော့ Coursera ရဲ့ထုတ်စံအတိုင်းပဲဗီဒီယိုတွေလာမယ်ဗီဒီယိုတွေထိုင်ကြည့်ပြီးတော့ကြတော့ quiz တွေဖြေပေါ့နော်အဲ့မှာဆိုလဲ तू ကဒါ professional certificate ဖြစ်တဲ့အတွက်ကြောင့်မို့လို့course 12ခုအတွဲလိုက် professional certificate ပေါ့နော်အဲ့ဒါအကုန်လုံးကြီးတောက်လျှောက်ထိုင်လုပ်နေရမှာလားဆိုအရင် beginner အတွက်ဆိုရင်တော့ဒီ course 1လေးအရင်လုပ်ကြည့်ပေါ့နော် course 1မှာဆိုရင်ဒီကိုကapp development လုပ်ဖို့အတွက် Android Studio ဘယ်လို download ရလဲ OS version တွေပါလဲ OS ရဲ့အကြောင်းပေါ့နော်ဒီ Android ရဲ့အကြောင်းကိုအဓိကထားပြီးသင်တာ Kotlin language ကိုနည်းနည်းပဲပြောဗီဒီယိုနှစ်ပုတ်လောက်ပဲပါတာပေါ့နော်ဆိုတော့ဒီ course ကိုသွားပြီးတော့ sign up လုပ်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်ဆိုတော့ဒီ course ကိုမြန်မြန်ဆန်ဆန်နဲ့ recap အနေနဲ့ပေါ့နော်တော့ဘာကြည့်ချင်နေဆိုရင်ညီမဒီဥစ္စာကိုလေ့လာတော့ကnote တွေထုတ်ထားပြီးတော့ကြာအဲ့ note ကို recap video အနေနဲ့ပေါ့နော် screencast လေးလုပ်ထားရှိရဲအဲ့ဒီဟာကိုတွားကြည့်လို့ရတယ်ပေါ့နော်ဒီအင်္ဂလိပ်လိုကြည့်ရမှာပြင်းနေဆိုရင်ညီမလိုနားထောင်ချင်နေဆိုရင်ညီမ recap လုပ်ထားတဲ့ဟာကိုတွားကြည့်လို့ရပါတယ်နောက်တစ်ခုကကြတော့ဒီ front end master ပေါ့နော် front end master ကတော့သူကအလကားမရဘူးထင်တယ်ပတ်စံပေးရမယ်ထင်တယ်ပေါ့နော် login ဝင်ရမယ်ဆိုရင်ဒါပေမဲ့ဒီဟာကိုအလကားရတဲ့နေရာကဘာလဲဆိုတော့ GitHub student developer packကို activate လုပ်လိုက်တယ်ဆိုရင် front end master ကို6လ free လေးလာလို့ရတယ်ပေါ့နော် GitHub student developer pack ကိုဘယ်လို activate လုပ်ရမှာလဲဆိုတော့ तू ကဒီကိုကျောင်းတက်နေရဆိုရင်တက္ကသိုလ်ကျောင်းသားဆိုရင်ကိုယ့်ရဲ့တက္ကသိုလ်ကပေးတဲ့ domain ပါတဲ့ email ရှိရဆိုအဲ့ email နဲ့ sign up လုပ်လိုက်တယ်ဆိုရင်ရပြီပေါ့နော်နောက်တစ်ခါ hyperscale ကကြတော့ဒီက JetBrains ရဲ့ဟာပဲပေါ့နော် JetBrains ရဲ့အခွဲတစ်ခုပဲ JetBrains ကဒါ Kotlin ကိုထုတ်ထားတဲ့ကုမ္ပဏီပဲပေါ့နော်ဆိုတော့ JetBrains ရဲ့အခွဲတစ်ခုပဲ तू ကကြတော့သူ့မှာ तू ကစာတွေပဲwebsite လေးကကြတော့ဘယ်လိုပုံစံမျိုးလေးလဲဆိုတော့စာသူကကြတော့ဗီဒီယိုမပါဘူးစာတွေပဲလေ့လာတာဒါပေမဲ့သူ့ရဲ့စာတွေကတစ်ခုချင်းစီကနည်းနည်းစီပေါ့နော်ဒီမှာဆိုရင်ဒီ lesson တစ်ခုဆိုရင်သူကဆက်မျက်နှာတစ်မျက်နှာလောက်ပဲဒီတစ်မျက်နှာလောက်ပဲတွေ့လားအဲ့တစ်မျက်နှာလောက်ဖတ်ပြီးတော့အဲ့တစ်မျက်နှာနဲ့ဆိုင်နဲ့ exercise ကိုတခါတည်း practice လုပ်ခိုင်းတာပေါ့နော်multiple choice ရွေးပြီးတော့ကြတော့တခါတည်းpractice လုပ်ပေးရဆိုတော့ကြတော့ကိုကစာဖတ်လိုက်အဲ့စာအကြောင်းပြန်ဖြေလိုက်ဆိုတော့ကြတော့မမြန်လေးပို့ပြီးတော့မှတ်မိနိုင်တယ်လို့ထင်တယ်ပေါ့နော်ညီမကတော့ဒီ hyperscale ကနေလောက်ရတာကြိုက်တယ်ဘာလို့လဲဆိုစာအများကြီးဖတ်ရတာလည်းမဟုတ်ဘူးစာကနည်းနည်းတစ်မျက်နှာလောက်ပေးထားတယ်ပြီးတော့ quiz လေးဖြေတယ်အဲ့ပုံစံနဲ့သွားတာမို့လို့ကြိုက်တာပေါ့နော်ဒါကကြတော့လေ့လာလို့ရနိုင်မယ့် course တွေရှိတဲ့နေရာပါပြီးတော့ YouTube channel တွေပေါ့
နော် YouTube channel တွေကတော့အဓိက project လုပ်ဖို့သုံးလို့ရတယ် project လုပ်ဖို့အတွက်ဆိုရင်ဒီ UI lover ဆိုတာကကောင်းတယ်ပေါ့နော် UI lover ဆိုရဲ YouTube channel ဆိုရင်သူကဘယ်လိုမျိုးရှိလဲဆိုတော့နော်ဒီမှာဆိုသူ့မှာဗီဒီယိုအများကြီးပဲရှိရတွေ့လားအရင်ဆုံးစပြီးတော့လေ့လာမယ်ဆိုရင်ကိုကပေါ့နော် beginner သမား beginner အခုမှစပြီးတော့လေ့လာမယ်ဆိုရင်ဘာအရင်လုပ်တင်လဲဆိုတော့ Coursera ရဲ့ဒီ unit 1ကိုလုပ် unit 1လုပ်ပြီးသွားပြီဆိုရင် Coursera ရဲ့ unit 1ဆိုတာဒီဟာကိုပြောတာနော် course 1 introduction to mobile application development ကိုလုပ်ပြီးရင် UI lover ကနေပြီးတော့ကျွန်တော် project လေးလိုက်လို့ကြည့်ပေါ့နော် UI lover မှာဆိုရင်ဒီမှာဆိုရင်ဒါဆိုလုံးဝကုတ်ဖွာမပါဘူးဟိုဟာနောက်ကွယ်က logic တွေအရင်မပါဘူးဒါဆိုရင်လုံးဝ user interface တွေကိုပဲသူကလုပ်ပေးထား UI နေပဲဒီက UI တွေကိုပဲသူရေးပြထားတာလဲသူက XML တွေသုံးပြီးတော့ပဲရေးပြထားတာဒီဟာတွေတော်တော်များများကအဲ့တော့ XML ကျွမ်းသွားလိမ့်မယ်ပေါ့နော်ရင်းနေပေါ့နော်အဲ့တော့ဒါဆို user interface တွေလုပ်ကြည့်ပေါ့နော်အဲ့ဒါဆိုရင် user interface တွေပေါ်လာရဆိုရင်ဒါ logic ပိုင်းတော့အရင်မပါသေးဘူးတဖြည်းဖြည်းနဲ့ပျော်လာလိမ့်မယ်ပေါ့နော်လောက်ရတာပေါ့နော်အဲ့တော့ user interface တွေကိုလေ့လာလို့ကောင်းတဲ့ website ဆို UI lover မှာရှိရဲနောက်တစ်ခါနောက်ကိုက programming language လည်းပဲအသင်တင်လောက်ရသွားပြီဆိုရင်စပြီးတော့ဒီ back end ပေါ့နော် back end ကို logic ကိုပါတဲ့ code တွေရေးကြည့်ဒီမှာဆိုရင်လုံးဝအစအဆုံး run တဲ့ project တွေရှိရပေါ့နော်အဲ့ဒါဆိုရင်ဆို full order app ပေါ့နော်ဒီ full order app ဆိုရင်လုံးဝအစအဆုံးပေါ့နော် product ကိုအစားအသောက်ရွေးတာကအစမှာလုံးဝ screen 5ခုလောက်နဲ့ကွာအစားအသောက်ရွေးထည့်တာရွေးထည့်တာကိုတွက်ချက်တာအဲ့လောက်ထိပါတယ်ပေါ့နော်project အကြီးလုပ်ချင်နေဆိုရင်ဒီလိုမျိုး series တွေကနေပြီးတော့လုပ်ကြည့်လိုက်ပြီးရင် Android knowledge ဆိုတာကကြတော့ Android knowledge ဆို YouTube channel ရှိသေးတယ်အဲ့ဒီဟာကလည်းကောင်းတယ်ဒီဟာကကြတော့လည်းပဲသူ့မှာလည်းပဲ playlist လေးရှိရယ်သူ့ playlist သူကကြတော့ Kotlin ဒီမှာ Kotlin လေ့လာလို့ရတယ်သူထဲမှာအဲ့မှာ Android အတွက်လည်း series ရှိရပေါ့နော် series လိုက်သူလုပ်ပေးထားတာဒီမှာဆိုဒါ project လေးလုပ်ချင်တယ်ဆိုဒီမှာ Java အတွက်ဆိုရင်ဒီ series ပေါ့နော်Kotlin ဆိုရင်ဒီ series တခါတည်း project လေးတွေလုပ်ပြသွားတာသူက concept လေးတွေနဲ့ project လုပ်တာအဲ့ project လုပ်ချင်တယ်ဆို YouTube channel ကအသုံးပြုတာကောင်းတယ်ပေါ့နော်နောက်တစ်ခါဒီ YouTube channel လည်းရှိရဒီ YouTube channel ကလည်းပဲသူကကြတော့ Android ရွေးတည်တယ်မဟုတ်ဘူးဒီတယောက်ကကြတော့သူက full stack ပေါ့နော် Spring Boot တို့ဘာလို့ဟုတ်လားမဟုတ် Spring Boot ကBTEC ဒီဘက်ကဟာဒီတယောက်ကကြတော့ sorry Android တည်တယ်မယ်သူလည်း Android တည်တယ်မယ် Android ရဲ့ application လေးတွေproject လေးလုပ်ကြည့်ချင်တယ်ဆိုရင်ဒီမှာလည်းပဲရှိရပေါ့နော်နောက်က BTEC ကကြတော့သူကအစောကပြောသလိုပဲAndroid တည်တယ်ကြီးပဲမဟုတ်ဘူးသူ့မှာSpring Boot နဲ့ project တွေရောအများကြီးရှိရပေါ့နော်နောက်တစ်ခါ C# တို့ C++ တို့ C# တို့တခြားဟာတွေလည်းရှိရ Java နဲ့လုပ်တဲ့ဟာတွေလည်းရှိရပေါ့နော် project တွေရှိရဒီ BTEC တွေမှာကြတော့school level university level project တွေပေါ့နော်ဆိုတော့ဒီမှာဆိုရင်လည်း WhatsApp clone ဆိုရင်ဒါ Android project ပဲပေါ့နော်ဒါလေးလုပ်ကြည့်ပေါ့နော်နည်းနည်းကျွမ်းသွားပြီဆိုရင်ဒါလေးလုပ်ကြည့်ပေါ့နော်အစအဆုံးသူပြတဲ့အတိုင်းလေးပဲတစ်ခုပြီးတစ်ခု follow လုပ်သွားပြီးတော့ကြတော့မတည်သေးဘူးဆိုလေဒီတိုင်းပဲမတည်သေးတဲ့ဟာလည်းဒီတိုင်းပဲကူးရေးပြီးတော့ဒါလုပ်သွားပေါ့နော်နောက်ဆုံး output ထွက်လာတယ်ဆိုရင်ပြော certification တခုရသွားလိမ့်မယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကebook တွေလည်းပဲစုပေးထားရပေါ့နော် ebook တွေကတော့ဒီတိုင်းပဲလေ့လာရင်းနဲ့Android development ebook ဆိုပြီးတော့ကြာတော့တွေ့ရလေးထောင်းထားပါပေါ့နော်အဲ့ဒါလေးကိုစုပြီးတော့လဲ full drive မှာထည့်ပေးထားပါတယ်နောက်တစ်ခုဒီဟာကတော့ Kotlin for Java developer ဆိုတာကတော့မြန်မာတယောက်ရေးထားတာပဲပေါ့နော်ဒီကိုရေးထားတာပါအဲ့ဒါကို link in မှာလာမသိဘူးတွေ့ရော down ပြီးတော့ကြာထည့်ထားတာပေါ့နော်ဒါကကြာသူက Java developer တမားကKotlin ကိုဘယ်လိုလေ့လာမလဲဆိုတဲ့အပိုင်းပုံစံနဲ့ရေးထားတာပေါ့နော်ပြီးတော့ကြတော့ဒီဟာကsample ပေါ့နော်အခုညီမတက်နေတဲ့ university ရဲ့ course outline ပေါ့နော် university မှာဒီ mobile application development course တစ်ခုအနေနဲ့သင်တဲ့ course တစ်ခုအနေနဲ့သင်တဲ့အခါမှာသင်တဲ့ unit တွေပေါ့နော်ညီမတို့ဒါဆိုရင် unit 9ခုသင်ရတယ်အဲ့9ခုရဲ့ဒီအသေးစိတ် bullet လေးပေါ့နော်ဒါလေးသင်ရတယ်အဲ့တော့ကိုကတက်တူတက်နေရမျိုးမဟုတ်ဘဲနဲ့ဆက်စိတ်လုံးနေရမျိုးဆိုရင်လည်းပဲဒီ topic တစ်ခုချင်းစီကိုလေ့လာကြည့်ပေါ့နော်ဒါဆိုတက်တူကသင်တဲ့အတိုင်းပဲဖြစ်လိမ့်မယ်ပေါ့နော်တက်တူမှာလည်းဒီ topic လေးတွေဒီ bullet လေးတွေကိုပဲသူတို့သင်တာပဲဆိုတော့ဒီ bullet လေးတွေကိုကိုယ်ရိုင်းwebsite တွေကနေရှာပြီးတော့လေ့လာကြည့်ပေါ့နော်ဒီ Meta ရဲ့ course 1လေ့လာပြီးပြီဆိုရင်ဒီမှာဒါတွေအကုန်လုံးပါသွားပြီဒါတွေအိမ်မှာပါတယ်ပေါ့နော်မပါတဲ့ဟာလေးတွေတော့အဝါလေးပြပေးထားရပေါ့နော်ဒီမှာ direct course မှာမပါတဲ့ဟာလေးတွေတော့အဝါလေးပြပေးထားရနောက်တစ်ခါဒီ tech တုံမှာကျွန်တော်တို့ tech တုံမှာ practical လုပ်ရတယ်ပေါ့နော် practical 10ခုလုပ်ရတယ်အဲ့ practical 10ခုကိုရောကိုကဒီ land လုပ်နေနေ
ဘယ်လောက် breaking ကဘယ်နှခုလောက်ထိလောက်ကြည့်နိုင်လဲဆိုပြီးတော့လောက်ကြည့်ကြည့်ပေါ့နော်ဒါဆိုလုံးဝ basic အခြေခံလေးတွေပဲပေါ့နော်အခြေခံလေးတွေပဲလောက်ကြည့်ပြီးသွားပြီဆိုရင်ဒီမှာဆိုရင်ဒါဆို project တတိလေးပဲပေါ့နော်ဒီ project တတိလေးစမ်းပြီးတော့လောက်ကြည့်ကြည့်ထားပါပြီးတော့ကျတော့တခုခုပေါ့နော်မေးစရာရှိရဲအဓိကတော့အရေးတော့ညီမလည်းမသိပါဘူးပေါ့နော်မေးစရာရှိရဲဆိုတာ project ကိုအဓိကကိုယ့်ရဲ့ setting မှာ setup လုပ်လို့မရဘူး Android Studio setup လုပ်ရတာခက်နေရယ် project error တွေတက်နေရယ်ဘယ်လို run ရမှန်းမသိဘူးဆိုရင်ညီမရဲ့ဒီ email ကိုပေါ့နော် email ပို့ပြီးတော့ကြာမေးလို့ရပါတယ်ကိုဖြစ်နေတဲ့ error ရဲ့error ကို screenshot ရိုက်ပြီးတော့ဘာကြောင့်တက်နေရလဲဆိုတဲ့ဟာကို let me ကြည့်ကြည့်ပေါ့နော်ညီမကူပြီးတော့ကြာတော့ solve လုပ်ပေးပါမယ်လို့ကဲပါအားလုံးအဆုံးထိနားထောင်ပြီးရတဲ့ကျေးဇူးတင်ပါတယ်ရှင်